shima te kron jakani te kanga nasat tema I brethren the shina winya no job pi da yo jago family lemi to da di mimi ludo ko apima ke chomi du phit do ja Yeshu hu do ami phit mayami hu ko ke dama su I so ro di katra pida no ligon swedo ami da la no ပြန်လည်ရေးကြည့်တဲ့အခါမှာတကယ်ကိုမှလူတွေရဲ့စုပ်ပစ်ခြင်းကိုခံရတော့ယနေ့ချီနှောင်ခြင်းခံရတော့အမျိုးမျိုးတွေ့ရတယ်နော်လမ်းသွားလမ်းလာတွေကိုလည်းမပြေသွားဘူးတင်ကြတစားပြမနေတော့သူအမျိုးမျိုးကျွန်တော်တို့တွေ့ရတယ်ရှမတဲ့ဒီမှာတော့ပြန်လည်ကြည့်တဲ့အခါမှာနှစ်ယောက်တွေ့ရတယ်လီကနှစ်ယောက်ပေါ့နော်ဆိုတော့နှစ်ယောက်မာကုနဲ့လူကမှပြန်ကြည့်တဲ့အခါမှာတယောက်ဆိုတဲ့အရာပြန်လည်တွေ့ရတာဖြစ်တယ်ဘယ်လိုပဲချင်းပဲရှိနေပါစေဘယ်လိုနော်ဘယ်တယောက်ပဲဖြစ်နှစ်ယောက်ပဲဖြစ်အမှုရသည်ဖြစ်ပြတာပေါ့နော်လီကောင်ဆွဲတော့အရာဖြစ်ပြောဖို့တဲ့အရာကိုဆိုတော့ဒီဂဒရာပီဆိုတဲ့အရာနော်တခင်ယေရှုခရစ်တော်ကအတပတ်ကိုကူဖို့မေမောတဲ့အခါမှာနော်တပည့်တော်နဲ့တကွာကံတို့ကူတဲ့ထိုကူတဲ့အခါမှာလေပြင်းမုန်တိုင်းကြတဲ့အခါမှာနော်တခင်ယေရှုကဆက်တော်ခေါ်တယ်နော်တပည့်တော်တွေကကြောက်ရွံ့ပြီးတော့ကြောက်ရွံ့ပြီးတော့တခင်ယေရှုကိုပြန်လေမေမောတဲ့ထုံတော်မှာတခင်ယေရှုကမုန်တိုင်းညေတပ်ပြီးတော့နော်ထုံတော်မှာကတရာဘီကိုရောက်တယ်နော်တို့ကရာဘီကိုရောက်တဲ့အခါမှာတခင်ယေရှုကကြွတဲ့အခါမှာကိုဒီကောင်နဲ့တွေ့လာဆိုတော့ဒီအဖြစ်ပြောမှာကျွန်တော်အနောက်ဖြစ်ကျွန်တော်စင်ကြည့်ပြီးတော့စဉ်းစားမိတယ်တခင်ယေရှုသွားမှာတနေရတာပေါ့ဒီကရာပီတို့ဟုတ်ချင်လဲဟုတ်ချင်မှလည်းဟုတ်တယ်တော့မင်းတော့ဘယ်တော့ပြလဲကြည့်တဲ့ခါပါနော်ဖျားကြီးရဲ့အကြံစီဟာဆိုတကယ်ကိုမှကြီးမားတဲ့အကြောင်းတော့ထိုအမျိုးသားလည်းအပြစ်လွတ်ခြင်းနဲ့ခံထလာတော့မသိဘူးတော့မျိုးတော့ကျွန်တော်အုံတော်နဲ့ကျွန်တော်မိတော့ကျွန်တော်စဉ်းစားမိတော့တော့တခင်ယေရှုပြောခဲ့တဲ့အရာကဒီကဒရာပြီပဲလားဘမို့တခြားတော့နေပဲလားဘောနော်ကျွန်တော်မသိရဘောနော်တို့ပေမဲ့ကဒရာပြီတို့ရောက်တဲ့အခါမှာလေကောင်ဆွဲတော့သူတယောက်လုံမြောက်ခြင်းခံစားတဲ့အရာကျွန်တော်ရေးစဉ်းကြည့်မိတာဖြစ်တယ်ဆိုတော့ဒီအမျိုးသားကိုလူတွေရဲ့စုပ်ပဲခြင်းခံရတော့လူတွေရဲ့ရှင်ရှာမုတ်တီးခြင်းကိုခံရတယ်ဘလို့မှရည်ကြည်လိုက်မအောင်လည်းဘလို့မှမတတ်နိုင်ဘူးသို့ပေမဲ့သခင်ယေရှုခရစ်တော်ရောက်လာတဲ့အခါမှာပြန်လည်လွတ်မြောက်ခြင်းရရှိလာတဲ့အရာကိုကျွန်တော်တို့တွေ့မြင်ရမှာဖြစ်တယ်ဆိုတော့ဒီအဖြစ်ပြနဲ့ပြန်လည်ကြည့်တဲ့အခါမှာရှေးအောင်ခရစ်ယာန်ကန်ကြီးလေခကြီးငါးရမှာဘာလို့တွေ့ရလဲဆိုတော့နော်38နှစ်ပတ်လုံးနော်အဲ့ရတဲ့မှာတော်လုံးနေတဲ့သူအကြောင်းကိုထပ်မြင်ရေးတွေ့ရတာဖြစ်တယ်ယူဒာတို့ပွဲခန့်စဉ်အတွင်းမှာလည်းတခင်ယေရှုကယေရုရှလင်မြို့သို့ကြွားတယ်ဝိသင်တာအမည်ရှိတော့ယေကန်ထဲမှာဘာဖြစ်လဲထိုပတ်ဝန်းကျင်နာမှာတကယ်ကိုမှနာမကျန်တော်သူတွေမျက်စိကန်းတော်သူတွေနော်ဘာနူနာဆွဲတော်သူတွေပြည့်နေတဲ့နေရာမှာ38နှစ်ပတ်လုံးအဲ့ရထဲမှာလဲနေတဲ့သူကြောင့်ကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ထိုတလုံးလဲနေတဲ့သူကိုတခင်ယေရှုတွေ့တဲ့အခါမှာဒီလူကအဲ့ရထဲမှာလဲနေတာကြာပြီဘယ်လိုမှမတတ်နိုင်ကြောင်းကိုတွေ့တဲ့အခါမှာသခင်ယေရှုကမေးတယ်။သင်အနာကိုပြောက်ချင်းတလားဘောနော်မေးတဲ့အခါမှာဟုတ်ကဲ့ကျွန်တော်ပြောက်ချင်ပါတယ်။ဒါပေမဲ့ကျွန်တော်ကိုဆောင်းသင်ပေးမဲ့လူမရှိဘူးဒီပြည်သားရေကန်တဲ့တော့မကြောက်လဲဒီရေကန်ထဲမှာဦးဆုံးဝင်တော့သူကအနာပြောက်ခင်ကျမချင်းအခွင့်နော်ကောင်းကင်တမန်ရေလို့ရှာတဲ့အခါတွေ့တဲ့အခါရေစုံဦးဆုံးဝင်တော့သူကတတ်ပြောချင်းအခွင့်ကိုရရှိတဲ့ကြောင်း
သူပြောတယ်ကျွန်တော်ကိုဆောင်မပေးမဲ့လူမရှိဘူးကိုတော့ကောင်းပြီကိုတော့အပြတ်ပြောတယ်တင်းကျမချင်းလို့ရောက်ချင်လားโอเคကျွန်တော်ရောက်ချင်တယ်တကယ်ယေရှုကဘာပြောလဲဆိုတော့တင်းအဲ့ရကိုဆောင်ရေးသွားတော့ဆိုတဲ့အဲ့ရတခါလေကြာရင်ကျွန်တော်တို့အသက်တာထဲမှာဘယ်လိုပြောပါဖျားခေရဲ့စကားကိုနားထောင်ခံယူတတ်တော်သူနှုတ်ကပတ်တော်ကိုနာတော်သူမဟုတ်ဘဲနဲ့ရှင်းတော်သူဖြစ်ဖို့အလုံးစုံမှရည်ကြီးတာဖြစ်တယ်ဆိုတော့တို့အမျိုးသားကအဲ့ရကိုဆော်ယူသွားတဲ့အခါမှာယူဒာတွေကဘာပြောလဲဥပုံနေဖြစ်တော့ကြောင့်အဲ့ရကိုမဆောင်အောင်သူကပြောလာတယ်ငါ့ကိုကျမ်းမစီတော်သူကိုပြောတဲ့စကားကိုပဲငါနားထောင်တယ်ထို့သူဆောက်ခါတဲ့တိုင်းငါဆောက်တယ်ဘာဖြစ်လဲဆိုတဲ့အရာအဘိနေကိုနေအရာကိုဆောက်ခိုင်းလူငါ့ပြငါတို့ပြဆိုတဲ့အခါပြန်လေပြောတဲ့အခါမှာသူကလည်းနော်နှုတ်ပတ်တော်အဖြစ်ပြန်လေကြည့်တဲ့အခါမှာလူအများတဲ့အခါမှာဘယ်သူပဲဝမှသူမသိတော့တို့ပေမဲ့ပိမှန်တော်ထဲသို့ဤကြောင့်တဲ့အခါမှာသခင်ယေရှုခရစ်တော်ကပြန်လေခေါ်ဆိုတဲ့အခါမှာငါ့ကိုကယ်တင်တဲ့အခါမှာကယ်တင်တဲ့သူကသခင်ယေရှုခရစ်တော်ဖြစ်ကြောင်းကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နော်တခြားကကျွန်တော်ဗာထိုင်တွေ့ရလဲဆိုတော့ရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီးထဲမှာနော်ပေတရုကြောင့်နော်ကျွန်တော်တို့ထိုင်တွေ့ရမှာဖြစ်တယ်။ပေတရုနဲ့စလောက်ကနေတဲ့ငါဖတ်လို့ငါထိုနေ့ရမှာသခင်ယေရှုကြွလာတဲ့နေ့ရမှာအဲ့ဒီနေ့ရမှာငါမရောက်သူတို့ပြန်လာရင်ကန်ဆာလာတဲ့ချိန်မှာနော်သူတို့နဲ့အတူကလို့ဆောင်နေကြတဲ့ဒီကိုမော်မာရီကပိုက်ကိုစီးရှောင်းနေတယ်ထိုအချိန်မှာသခင်ယေရှုခရစ်တော်ကပေတရုရဲ့လေထဲသို့ငွေမိုးအခွင့်တောင်းတယ်အခွင့်တောင်းတဲ့အခါမှာသခင်ယေရှုခရစ်တော်ကိုနေရာပေးတယ်ထို့နောက်စကားတော်ကိုပြတ်သောအခါမှာတဲ့နော်နှုတ်ကပတ်တော်ကလာတယ်စကားကိုပြတ်သောအခါမှာယင်းနဲ့ရောက်လို့ရွှေဘုပေတရုကိုမိတ်မွတ်လိုက်တဲ့အခါမှာပေတရုကလည်းဘောကျွန်တော်တညလုံးဤကမှာကျွန်တော်ငါဖမ်းပြီးတကောင်မှမရဘူးတို့ပေမဲ့ကိုတော့အလိုရှိတယ်ကျွန်တော်ငါဖမ်းမမယ်ဆိုတဲ့အရာဆိုတော့တခါလေကြာရင်ကျွန်တော်တို့အသက်တာတခါကြာရင်ကျွန်တော်တို့ခွန်အားယူတယ်ကျွန်တော်တို့ပြန်ခင်တဲ့အချိန်ယူတယ်ခွန်အားရတယ်တို့ပေမဲ့ဖျားတဲ့စကားကိုကျွန်တော်တို့ကမေလျော့တော့မဟုတ်ပါတော့မနိုင်နာရှင်တဲ့အရာတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဖျားခင်ကိုနေရာပေးရတဲ့အခါဖျားခင်ကိုဦးစားပေးတဲ့အခါမှာကောင်းကြီးမင်္ဂလာဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်သခင်ယေရှုကြွလာခြင်းအရာကပြန်လည်ကြီးမယ်ဆိုရင်ကျွန်တော်တို့ရဲ့ချင်းအောင်ချင်းတွေကျွန်တော်တို့ရဲ့လွတ်မြောက်ခြင်းအရာကသခင်ယေရှုခရစ်တော်ရဲ့ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဒီကောင်မတတ်နိုင်ဘူး38နှစ်လို့ပတ်လို့မအဲ့ရတဲ့တလုံးနေတော့သူသခင်ယေရှုမပေါ်မီတဲ့ကနေသူအနာရောခံစားရတယ်။ဘယ်သူလဲဒီတာပြကြည့်ပါနေ့တိုင်းဒီအလုပ်ပဲသူလုပ်တယ်ဒီနေ့မှဘာကြောင့်မရတာလဲကျွန်တော်ရေးစင်ကြည့်တဲ့ခါမှာဖျားခင်ရဲ့ဘုံတော်နာမတော်ထင်ရှားဖို့ရအကြောင်းကိုကျွန်တော်တို့ပြန်လည်ရေးသိမြင်ရမှာဖြစ်တယ်ဆိုတော့ဒုတိယချက်အနေနဲ့ကျွန်တော်ပါဖို့ထည့်ရပြရလဲဆိုတော့နော်အဒီလီကောင်စနေတဲ့အမျိုးသားကသခင်ယေရှုခရစ်တော်အဖြစ်လွတ်မြောက်ခြင်းရပြီသခင်ယေရှုခရစ်တော်ကိုသူတောင်းလိုက်တယ်သခင်ယေရှုခရစ်တော်ကိုကိုရောရဲ့နောက်တော့ကျွန်တော်ကိုလိုက်ခွင့်ပေးပါလေထဲတော့ဝင်ခွင့်ပေးပါသူတောင်းလျှောက်တဲ့အခါမှာသခင်ယေရှုခရစ်တော်ကမလိုင်းနေဘောနော်မလိုင်းနေနေပြန်ပြီးတော့နေ၌ပြုသောဂျေစုတွေကိုပြန်လေဝန်ခံဖို့ပြောတဲ့အခါသူသွားဖျားရှင်ရဲ့ကောင်းမြတ်ကြောင့်ကိုပြန်လေဝန်ခံတယ်နောက်ကတော့ဘာကိုတွေ့ရလဲဆိုတော့ရှင်လူကခရစ်ဝင်ကျမ်းကြီးရှေ့ကနေ30ကိုပါယေရှုကသင်ဒီကိုအဲ့တို့ပြန်သွားလို့တဲ့ဖျားခင်ဒီသင်၌အပင်များတော့ယေရှုပြုတော်မူသည်ကိုကြားပြောလို့ဟူ၍လွတ်လိုက်တော်မူလင်တဲ့ထိုသူသည်သွား၍ယေရှုသည်အပင်များတော့ယေရှုပြုတော်မူသည်ကိုတမျိုးလုံးတွင်အနတ်အပြားတည်င်းကိုကြားပြောလို့ဤတဲ့
ရှင်မကုကရုံကြခကြီးငါမှာငါ20တော့ဘာကိုထပ်တရလဲထိုသူသည်ဘာယေရှုသည်အဘယ်မြတ်လောက်ဂျေဇုပြုတော်မူသည်ကိုဒေကာပိုလီပြည်တဲ့တဲ့ကြာပြောသည်ဖြစ်ရဲ့ခတ်တဲ့တော်သူတို့သည်အော်ခြင်းရှိကြ၏တဲ့နော်ထိုမျိုးသားပဲနော်ကြောချင်တဲ့နေရာပထမတော့ကတရာဘီဘာနော်ကတရာဘီဒါရီကသူ့ကိုအသခင်ယေရှုကိုမော်ထိုးတဲ့အခါနော်ကိုတော့မြို့တယ်မဝင်တော့နော်မြို့တယ်မဝင်တော့သူ့ကိုမော်ထိုးတဲ့ကတရာဘီဒါဆိုတော့ဒီမှာသူပြန်လေနှုတ်ကပတ်တော်ဝင်လာတဲ့အရာပါပဲမှာတည်ရလဲဆိုတော့ဒီကပေါ်လီပီအကြောင်းကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့အော်ဂျေရှိတယ်သူနှုတ်ကပတ်တော်ဝင်လာတဲ့အခါသူပြကင်းရကောင်းမြတ်ကြောင့်ပြန်လေရုံမုန်ခံတဲ့အခါမှာသူနဲ့မတဆန်တော့ပြီးနေနော်တခြားတော့ပြီးနေဒါဟိနှုတ်ကပတ်တော်ခေါ်တယ်တကယ်ယေရှုခရစ်တော်ကလည်းဤကဲလို့ဆိုတယ်မမင်းရဲ့ပြင်ပါတဲ့မျက်နှာမရတဲ့ကြောင်းဆိုတော့ဒီကပေါ်လီဘီဆိုတော့မကုခန်းကြီးခုနှစ်တော့ပြန်လေကြည့်တဲ့အခါမှာသခင်ယေရှုခရစ်တော်ကဒီကပေါ်လီဘီကိုတရားတင်တာနော်ယုံဝီလီတရားလက်လက်တဲ့အခါမှာစကားအားတော်သူနာပင်ရဲ့စကားအားတော်သူတရားကိုတွေ့တဲ့အခါနော်ဖြာခဲ့ပြုတဲ့မှုတနည်းအားဖြင့်လေစင်ကြည့်တဲ့အခါမှာမကုခန်းကြီးငါမှာသူဒီလုံမြောက်ခြင်းရတယ်မကုခန်းကြီးခုနှစ်မှာသခင်ယေရှုကခရစ်တော်ကဒီကပေါ်လီပီကိုအင်္ဂလိပ်ထားတယ်ဆိုတော့ဒီအမျိုးသားကိုဖျားခင်ကဘလို့တော့လဲရှေ့ပြင်းနေနဲ့ဖျားခင်ကအသုံးပြုခဲ့တဲ့အရာကိုကျွန်တော်တို့တွေ့မြင်ရပါဖြစ်တယ်။ဘာကြောင့်လဲဒီကပေါ်လီပီမှာသူဒီဖျားခင်ရဲ့ကောင်းမြတ်ကြောင်းတွေကိုအင်္ဂလိပ်တရားကိုဦးစားဟောပြီးဖြစ်တယ်။အနက်အပြာနော်ဒီကပေါ်လီပီတဲ့တည်းကြားပြောသည်ဖြစ်ရတယ်ခတ်သိမ်းသောသူတို့ဒီအော်ကြီးရှိရတယ်ကျွန်တော်ဘုဒ္ဓပြမြင်လဲဆိုတော့သခင်ယေရှုခရစ်တော်ရဲ့ရှင်းပြဘူးလားယောဟန်နော်ယောဟန်ဒီခရစ်တော်အကြောင်းကိုဝင်ငါပြီးဖြစ်တယ်သူနည်း၎င်းမဲ့ထိုသူဒီလဲဖြာခင်ရဲ့ကောင်းမြတ်ကြောင်းတွေကိုဝန်ခံပြီးဖြစ်တယ်သခင်ယေရှုကြွလာတဲ့အခါမှာနော်အဲ့ဒီခုနှစ်မှာပြန်လေကြည့်တဲ့အခါမှာလဲလက်ခံကြိုးဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ပြန်လေတွေ့မြင်ရမှာဖြစ်တယ်ဆိုတော့ထိုလူရဲ့အမျိုးသားနာမည်ကိုကျွန်တော်တို့မတွေ့ရတဲ့အကြောင်းကိုကျွန်တော်တို့ပြန်လေမြင်ရတာဖြစ်တယ်နော်ထိုလူရဲ့အမျိုးသားအကြောင်းကတော့ဖျားခင်ရဲ့ယေရှုကိုပြုတဲ့လူနော်ဖျားခင်ရဲ့အလုံးစုံချင်းခံစားရလို့ကျွန်တော်တို့သိတာတော့ဒီကောင်ပဲကျွန်တော်တို့သိတယ်ထိုသူရဲ့အမျိုးသားထိုသူရဲ့နာမည်ကိုကျွန်တော်တို့မသိဘူးအဲ့ဒီလူကခရစ်ဝင်ကျမ်းခန်းကြီးရှေ့ရခန်းရဲ့တက်မှာပြန်လေရေးကြည့်တဲ့အခါမှာဘာကိုထိုက်တွေ့ရလဲဆိုတော့sorry ရှင်လူကခရစ်ဝင်ကျမ်းခန်းကြီးရှေ့ခန်းရဲ့သုံးထဲမှာဘာကိုထိုက်တွေ့ရလဲဆိုတော့ကိုတော့ကိုလှုပ်ကြွေသော sorry မိမိဥစ္စာကိုလူရဲ့ကိုတော့ကိုလှုပ်ကြွေသောအချမိမအများလဲပါ၏ဆိုတော့ကိုဥစ္စာကိုလူတယ်တော့ပဲမဲ့နာမည်မပါလာအောင်ဆိုတော့ဒီအဖြစ်ပြောက်ကိုကျွန်တော်ဘာလို့အဓိကစစ်ချင်ဖြစ်လဲဆိုတော့ကျွန်တော်တို့ခရစ်စမတ်မှာယနေ့ခရစ်စမတ်မိကြခင်ပြီးတော့မယ်ကျွန်တော်တို့တတော်တဲ့နေရာကနေပေါဝင်ကြတယ်တတော်တဲ့နေရာနေပေါဝင်ဆက်ကကြတယ်တော့ပဲမဲ့ကျွန်တော်တို့ကိုယေရှုတင်စကားပြောလာတဲ့အခါမှာကျွန်တော်တို့နာမည်မပါပေမဲ့ဖျားခင်ရဲ့ရှိတော်မှာအခါကြီးရဆိုတဲ့အရာပြောရှင်းတာနောက်တစ်ခါရရဲ့လူပဲသူတို့လူပဲဆိုတဲ့အရာသူတို့ယေရှုတင်တဲ့အခါမှာကိုယ်နာမည်မီလျောချင်တယ်မီလျောခဲ့မှာပဲမတ်တဲ့ချောင်းမှာဘာလို့တွေ့ရလဲမထင်မရှားတော့မတင်ရှားသောအရာကိုမြင်တော်မူသောသင်အဘသည်
အကျိုးကိုထင်ရှားတော့ပြီးတော့မယ်ဆိုတော့ဘာကိုတွေ့ရမလဲမဿဲ6မှာလည်းတွေ့ရတယ်မိမိရဲ့အကျိုးနဲ့တော့ဖျားခင်ပေးတဲ့အကျိုးဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီကျေးဇူးတင်စကားပြောတဲ့အခါကျွန်တော်နာမည်ပါချင်မပါမယ်တခါတကြိမ်လည်းမေ့ကောင်းမေ့ဝါနိုင်တယ်ဘာကြောင့်လဲလူဖြစ်တဲ့အတွက်ယနေ့နောက်ကဘတ်တော်ကိုပြန်လည်ကြည့်တဲ့အခါမှာလည်းတခင်ယေရှုခရစ်တော်ကိုလှုပ်ကြွေသောမိမတဲ့ကိုဥစ္စာကိုရောရေးမိမသူနာမည်သူတို့နာမည်လည်းမပါလာဘူးဆိုတော့လင်ကောင်ဆယ်သောအမျိုးသားသူကြီးနာမည်လည်းမပါဘူးဆိုတော့ဒီယောဟန်ခန်းကြီးလေးထဲမှာပြန်လေကြည့်တဲ့အခါမှာရှမာရိမျိုးသမီးတဲ့သူရအဖြစ်ပြတဲ့ကိုနောက်သခင်ယေရှုပေါ်ပြတဲ့သခင်ယေရှုယူနောက်တဲ့အရာကိုပြန်လေဝန်ခံတဲ့အရာနော်တခြားသူရှမာရိအမျိုးသမီးတွေကလည်းယုံကြတယ်တော့ပေမဲ့ပြန်လေကြည့်တဲ့အခါမှာဖျားခေရအမှုတော်မြတ်ထဲလာတောက်တဲ့နေရာနေပါဝင်ပြီမဲ့အမီနာမတွေကိုကျွန်တော်တို့သိကြခွင့်မရဘူးဆိုတော့ဘာကိုပြောချင်တာလဲတခါကြရင်ကျွန်တော်နာမည်မပါရတဲ့အစမပြတ်ပါနဲ့ဘာကြောင့်လဲဟေရှာယခန်းကြီး49ခန်းငယ်၄မှာဘာကိုဖော်ပြတာလဲငါကလည်းအကျိုးမရှိပဲနဲ့ငါလွတ်ဆောင်ရပြီအချင်းကြီးသတ်ငါကုန်အောင်ကုန်ရပြီတဲ့သို့တော်လည်းငါအမှုဒီထာဝရဘုရားရှိတော်၌ရှိသည်တဲ့ငါခံရသောအခါလည်းငါဤဖျားခင်လက်တော်၌ရှိသည်ဟုဆို၏တဲ့ဆိုတော့ကျွန်တော်တို့လွတ်ဆောင်တဲ့အရာလူတွေချင်းမချင်းပါကျွန်တော်တို့အမည်နာမပါချင်းမပါမှာပါသို့ပေမဲ့ဖျားခင်ရဲ့ရှိတော်မှာအကျိုးကြီးတဲ့အကြောင်းကိုကျွန်တော်တို့နားလည်ရတာဖြစ်တယ်